ပေါ်ဦးလောကမှာပညာရှိနဲ့လူမိုက်ကိုအလွယ်ဆုံးဘလို့ခွဲကြမလဲငါအနားမှာရှိနေတဲ့သူတွေဟာပညာရှိတွေလားလူမိုက်တွေလားဆိုတာငါဘလို့သိနိုင်မလဲမှန်လားပါအရှင်မင်းကြီးပညာရှိနဲ့လူမိုက်ကိုခွဲခြားဖို့ဆိုတာသူတို့ရဲ့အမားပေါ်တုံ့ပြန်ပုံကိုကြည့်ရင်သိနိုင်ပါတယ်ဗျာလူမိုက်ဆိုတာကတော့မိမိကိုယ်တိုင်အမားလို့မြင်ရင်တောင်အဲ့ဒီအမားကိုဝေမခံပဲသူတစ်ပါးကြောင့်ဖြစ်ရလာလို့ပဲအမြဲတမ်းပုံချတတ်ပါတယ်သူဟာမိမိရဲ့မိုက်မဲမှုကိုဖုံးကွယ်ဖို့အတွက်သူတစ်ပါးကိုအပြစ်ရှာတတ်တယ်လို့မိမိကိုယ်တိုင်လည်းငါသားလေးအတော်ဆုံးကိုအမြဲတမ်းဘဝမြင်နေတတ်ပါတယ်ဗျာပညာရှိဆိုတာကအမားလို့မြင်ငါမားသွားပြီလို့ရဲရဲဝံ့ဝံ့ဝန်ခံရဲပါတယ်အဲ့ဒီအမားကိုသင်ခန်းစာယူပြီးနောက်တစ်ချိန်မမအောင်ပြုပြင်တတ်ပါတယ်ပညာရှိဟာမိမိကိုယ်တိုင်နှိမ်ချတတ်ပြီးသူတစ်ပါးရဲ့အကြံဉာဏ်ကိုလည်းတေချာလေးနားထောင်တတ်ပါတယ်ဗျာအရှင်မင်းကြီးရဲ့အနားမှာအမားကိုဖုံးကွယ်ပြီးသူတစ်ပါးကိုပဲအဖြစ်တည်နေတဲ့သူတွေရှိနေရင်အဲ့လားလူမိုက်တွေပါပဲအမှန်တရားကိုလက်ခံပြီးပြုပြင်ဖို့ကြိုးစားတဲ့သူတွေရှိနေရင်တော့အဲ့လားဟာအမှန်တကယ်ကိုပညာရှိတွေပါပဲဗျာပေါ်ဦးမင်းပြောတာမှန်လိုက်တာတကယ်တော့ကို့အမားကိုမသိတဲ့သူဟာအမှန်တော့အမိုက်ဆုံးလူသားပဲ